အားလုံးမင်္ဂလာပါဒီကျွန်တော်မိတ်ဆွေတို့ share လုပ်ပေးနေတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ live career ပေါ့နော်မိမိရွေးချယ်တဲ့ live career ကိုကိုယ်တိုင်ဖောက်ပြီးတော့ကိုယ်တိုင်ရှောက်လန်းရမယ်နောက်ဆုံးတစ်ခုကတော့ကိုရှောက်ခဲ့တဲ့နာမည်ကိုဒီပွင့်ပြန်ခံစားရမယ်အကြောင်းလေးကိုမိတ်ဆွေတို့ကျွန်တော်ပြထားမယ်ချက်လေးဝေမျှကြတာဖြစ်ပါတယ်ဒီချက်ကအင်မတန်မှအရေးကြီးတယ်ဘဝမှာပေါ့နော်ဘာလို့လဲဆိုကျွန်တော်တို့လက်ရှိဆိုရင်လည်းဒီတက္ကသိုလ်ဝင်ဆောင်ပွဲပေါ့နော်12တန်းဖြည့်ပြီးတဲ့ကလေးတွေရတယ်အခုဆိုရင်10ကျောင်းနဲ့ထွက်ကြတယ်။နေရာပြကြာရှုံးတဲ့လူတွေကပြန်တက်တာတို့နောက်ဆုံးကျတော့မတက်ကျောင်းကိုမတက်တော့တဲ့လူတွေဒီမျိုးဟာတွေရှိကြတယ်။တချို့ကျတော့လည်းကျွန်တော်တို့ကိုယ့်ရဲ့ဒီ major တွေပေါ့နော်ဘယ် major ဘယ်တက္ကသိုလ်တက်မလဲဆိုရွေးချယ်ရတဲ့ကျွန်တော်တို့လူကလေးတွေများများတော့ရှိတယ်ပေါ့နော်။ကျွန်တော်လည်းတင်တန်းကျောင်းဖွင့်ထားရတော့ကျွန်တော်တင်တန်းကျောင်းမှာလည်းဒီလိုမျိုးကလေးတွေများများတော့ရှိကြတယ်။ကျွန်တော်တို့တကယ်တော့ဒီတက္ကသိုလ်ဝင်ဆောင်ပွဲမှာကလေးတွေမှာပို့ပါဘူး။တော့လက်ရှိလုံးကနေလူတွေlive career ထဲမှာနေ့စဉ်မှာကျွန်တော်တို့ကရွေးချယ်မှုတွေလုပ်နေတာအဲ့တော့ကျွန်တော်တို့ရွေးချယ်လိုက်တဲ့အရာတစ်ခုဒီပထမဆုံးရွေးချယ်တဲ့အချိန်မှာတော့ကျွန်တော်တို့ကခံစားမှုတစ်ခုကိုချစ်ချင်းရကြမှာရလိမ့်မယ်ကြာလာတဲ့အမြပေါ့နော်ကျွန်တော်တို့ကဒီခံစားမှုရဲ့အတိအပွင့်တွေကျွန်တော်ခံစားအဲ့တော့အခုဒီ IT နည်းပညာကိုလေ့လာတဲ့ကလေးတွေ IT မဟုတ်ဘဲနဲ့တခြား sector ကိုလေ့လာတဲ့ကလေးတွေဆိုတော့ကျွန်တော်တို့မာသတိထားဖို့လိုပါတယ်ဆိုတော့ကိုယ်ရွေးချယ်လိုက်တဲ့အခါကြီးတနည်းအားဖြင့်ကိုလိုတဲ့အရာတွေပြီးပွင့်နေပြီကိုတောင်းမှခံစားရမှာဖြစ်တဲ့ကြောင့်ရွေးချယ်မှုကိုမမှန်ဘူးရွေးချယ်တဲ့ကိုလိုတာတွေမတမ်းမတတိထားခြင်းနဲ့အဲ့တော့ဒါကိုယ့်ဘက်ကိုမေဂျာပဲရွေးတာပဲဖြစ်ဖြစ်ဟိုလည်းတင်တန်းတစ်ခုပဲရွေးတာပဲဖြစ်ဖြစ်အဲ့လူတွေအားလုံးကကိုရွေးချယ်တဲ့ဟာကိုဘယ်ကဲလမ်းကြောင်းရွေးချယ်တယ်အဲ့ဒီရွေးချယ်တဲ့ဒီထားဖို့လိုတယ်အဲ့ဒီမှာကျွန်တော်အရေးကြီးတဲ့နှစ်ချက်လေးကိုကျွန်တော်ပြောချင်တယ်ပေါ့နော်နံပါတ်1ချက်ကတော့ကိုရွေးချယ်မဲ့ career လမ်းကြောင်းကအများကလက်မခံတဲ့ career လမ်းကြောင်းတစ်ခုကိုကျွန်တော်ရွေးချယ်မိဆိုရဲကျွန်တော်တို့ကစင်မပြေဘူး။ဟို example ပြပြမယ်ဆိုကျွန်တော်တို့ကကိုယ့်ရဲ့အတမွေးကြောင်းနဲ့ပတ်သက်တဲ့ဟာတစ်ခုကိုရွေးချယ်တဲ့နေရာမှာခက်ခဲတဲ့ဟာအများကြီးပဲ။အခုလက်ရှိဆိုရင်ကျွန်တော်တို့ AI ပေါ်လာတဲ့အတွက်ကြောင့်ခက်ခဲသွားတဲ့ဟာအများကြီးပဲရှိ။အဲ့ career တစ်ခုကိုကိုယ်ရွေးချယ်ပြလိုက်တယ်။နော်။အဲ့ဒါဆိုရင်ကျွန်တော်တို့ကလောက်ကင်စားတောက်တဲ့ဒီနေ့ကကိုယ့်ရဲ့ career လမ်းကြောင်းကခက်ခဲစွာဖြစ်သွားနိုင်တယ်။ဒါနံပါတ်1ကိုရွေးချယ်တဲ့ career ဒီဖြစ်တဲ့ career တစ်ခုဖြစ်ဖို့အရေးကြီးတယ်ဒါနံပါတ်1ချက်နံပါတ်2ချက်ကကြတော့ဥပမာသဘောတစ်ခုကကျွန်တော်တို့ဒီ IT မှာဆိုရင် vendor တွေရှိတယ်ပေါ့နော် Microsoft တို့ကျွန်တော်တို့ Apple တို့ Cisco တို့ Linux ဆိုစသည်ဖြင့် vendor တွေရှိအဲ့ကိုရဲ့ရွေးချယ်တဲ့ vendor တနည်းအားဖြင့်ကိုလို့လေ့လာတဲ့ဒီပညာရေးတစ်ခုဒီကကိုရဲ့ဒီ live career လမ်းကြောင်းမှာဘယ်လောက်ထိအာမခံချက်ပေးနိုင်လဲအဲ့တော့ဒုတိယတစ်ချက်နဲ့ကျွန်တော်ကစဉ်းစားထားလို့ရတယ်အဲ့တော့ဒီတစ်ချက်ကိုကျွန်တော်ကအင်မတန်မှသတိထားပထမတစ်ချက်ဒီကိုရဲ့ live career လမ်းကြောင်းရွေးချယ်တဲ့အခါကျရင်ကျွန်တော်တို့လူတွေလက်မခံနိုင်တဲ့ career လမ်းကြောင်းကိုရွေးချယ်ပြီးတော့လေ့လာလက်ဆောင်မှုတွေလုပ်မယ်။တနည်းအားဖြင့်အချိန်ကြီးအမှ invest လုပ်မယ်ဆိုခဲ့ရင်ကျွန်တော်တို့က research တွေကျွန်တော်တို့ပေါင်းရမှာမဟုတ်ဘူး။ဘာလို့လူတွေလက်မခံတဲ့ဟာတခုကျွန်တော်လေ့လာပြီးတော့လမ်းကြောင်းတစ်ခုသွားရတဲ့ကြောင်းနော်။ဒုတိယတစ်ခုကတော့ဘာလဲဆိုရင်လူတွေလက်ခံတော့ကျွန်တော်တတင်ကလက်ခံတာလားဘယ်လောက်ထိရည်ရှိလက်ခံတဲ့ကိုယ့်ရဲ့ career လမ်းကြောင်းဖြစ်လဲဆိုတာကိုကျွန်တော်သတိထားဖို့လိုတယ်။အဲ့ဒီနေရာမှာတချို့ဒီဥစ္စာလေးဖောက်ထွက်ပြီးပြောတဲ့အခါကျရင်ဆရာကြီးကျွန်တော်တို့ကတော့ entrepreneur ပေါ့နော်တကယ်လည်းစုံဒီလိုလူတွေဖြစ်တဲ့ကြောင့်ကျွန်တော်လူတွေလမ်းကြောင်းဟုတ်တယ်လမ်းကြောင်းလိုက်တာမဟုတ်ဘူးကျွန်တော်တို့ရဲ့ယုံကြည်ချက်ကြောင့်လုပ်တာဒါဆိုတော့ကျွန်တော်က ongoing မှာဆက်သွားပါဘာလို့ဆိုတော့ဒါကိုယ့်ရဲ့ယုံကြည်မှုရဆက်သွားတာကလူတွေလက်ခံပြီးလက်မခံပြီးကျွန်တော်ဆက်သွားရတာတွေရတယ်ကျွန်တော်တို့ကအမြင်နဲ့မှားလို့တပြောလို့မရဒါဆိုရင်တော့ကိုယ့်ရဲ့ယုံကြည်ချက်ကြောင့်ကိုယ်ယုံကြည်လို့ရတဲ့ဒါတစ်ချိန်ချိန်မှာဒါတွေဖြစ်လာမယ်ဆိုယုံကြည်ရဆိုတော့ဆက်သွားလို့ရပါတယ်ဒါကတော့ချင်းရနေတဲ့တခုရှိတဲ့အကြောင်းလေးကိုပြောပြရင်ကျွန်တော်ဗီဒီယိုဆုံးသက်လိုက်ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆောင်ပြီးတော့ကျေးဇူးတင်ပါတယ်